ကျွန်တော်ဟာပေါက်စီတစ်လုံးရဲ့တန်ဖိုးကိုတိုက်ရိုက်ကြီးတသိန်းသတ်မှတ်ထားတဲ့သူပါလူတိုင်းကကျွန်တော်ကိုပတ်စံမပြီးယူသွနေပြီလို့ထင်ကြပေမဲ့ဆရာပေးထားတဲ့တာဝန်ကိုပြီးမြောက်ဖို့အတွက်တကယ်တမ်းမှာအရှုံးခံပြီးရောင်းနေရမှန်ဘယ်သူမှမသိကြပါဘူးအခုဆိုကျွန်တော်တွန်းလဲလေးနဲ့ရောင်းလာတာတပတ်ပြည့်သွားပြီဖြစ်ပေမဲ့ပေါက်စီတစ်လုံးမှမရောင်းရသေးပါဘူးဒီနေ့လည်းတစ်နေ့လုံးအလက်ကားဖြစ်ပြန်ပြီလို့ကျွန်တော်တွေးနေမိတဲ့အချိန်မှာပဲနားထဲကိုစူညံတန်တွေရုတ်တရက်ကြားလိုက်ရပါတယ်လမ်းထဲမှာဆိုင်တဆိုင်ကပေါက်စီတစ်လုံးကို10သိန်းနဲ့ရောင်းနေတယ်ဘလို့ပေါက်စီမို့လို့10သိန်းတောင်ပေးရလဲဆိုတာဒီနေ့ကြည့်ရမယ်ဆိုပြီးလူတစ်ယောက်ကပြောနေတာပါဒါကိုကြားလို့ကျွန်တော်မောကြည့်လိုက်တော့လူဝါကြီးတစ်ယောက်ကျွန်တော်ဆိုင်ရှိမှရက်နေတာကိုတွေးလိုက်ရပါတယ်သူကဆိုင်းဘုတ်ကိုကြည့်ပြီးတော့အထဲမှာဘာအသားထည့်ထားတာလဲဒါကိုစားရင်အသက်ရှည်လို့လားပေါက်စီကဘာလို့10သိန်းတောင်ဖြစ်နေရတာလဲလို့မေးပါတယ်စားကြည့်ရင်သိလိမ့်မယ်လို့ကျွန်တော်ပြန်ဖြေလိုက်တော့သူကအထာကတော့တော်တော်ကြီးတာပဲတကယ်အရေးချင်းရှိတဲ့သူမှပဲဒီလိုယုံကြည်ချက်မျိုးနဲ့ပြောနိုင်တာကဲတလုံးပေးပါဦးပြလို့ဆိုပါတယ်တေချာလို့လားလို့ကျွန်တော်ပြန်မေးတော့တေချာတာပေါ့ပါလေကျွန်တော်ပတ်စံမပေးမှကြောက်လို့လားလို့သူကမေးပါတယ်အကယ်၍ခမည်းမအတိညာရှိရင်ပတ်စံမပေးဖို့အကြောင်းတွေးမှာတော့မဟုတ်ဘူးလို့ကျွန်တော်တည်ငြိမ်စွာနဲ့ပြန်ပြောလိုက်ပါတယ်လူဝါကြီးကရေမောပြီးကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေခမည်းရေးထားတဲ့အတိုင်းပဲပေးမှမို့မပူပါနဲ့တကယ်လို့မကောင်းရင်လည်းကိုယ်ကံပဲလို့မှတ်လိုက်မယ်လို့ပြောပါတယ်ကျွန်တော်ဘာမှအများကြီးမပြောဘဲခေါင်းပဲငိမ့်ပြလိုက်ပြီးပေါင်းဦးလေးကိုသူ့ရှိချပေးလိုက်ပါတယ်ပေါင်းဦးထဲမှာတော့ဖောက်ထွင်းမြင်နေရတဲ့ပရင်ရောင်ပေါက်စီလေးတစ်လုံးရှိနေပါတယ်ပါးလွာလှတဲ့ဂျုံသားလွာလေးရဲ့အောက်မှာရွှေဝါရောင်ဟင်းရည်တွေလှုပ်ခါနေတာကိုအထင်သားမြင်နေရပြီးအလဲမှာတော့ကနန်းဦးအနှစ်တွေကလှုပ်ရှားနေတဲ့နှလုံးသားတစ်ခွင်လိုမျိုးနီးရဲလိုနေပါတယ်ပေါက်စီရဲ့အပေါ်မှာတော့ငါးမန်းမောက်ပုံစံမျိုးအကွက်ပေါင်း36ကွက်ကိုအပြစ်ဆိုခွင့်မရှိအောင်လှုပ်ထားပေမဲ့အငွေးတစလေးတောင်အပြင်ကိုထွက်မနေပါဘူးဒါကိုကြည့်ပြီးလူဝါကြီးရိုဟစ်ရောသူ့ရဲ့ live လွှင့်မှုကိုကြည့်နေတဲ့ပရိသတ်တွေပါမှင်တက်သွားကြပါတယ်ဒါဟာအစားအစာတစ်ခုထက်အမှုပညာလက်ရာတစ်ခုနဲ့ပိုတူနေလို့ပါဂျုံသားလွာကတကယ်ပဲရှိနေရလားလို့ထင်ရတော့အောင်ပူပေါင်းလေးတစ်ခုလိုဖြစ်နေပါတယ်မြင်ရတာတော့အမိုက်စားပဲလို့ရိုဟစ်ကသတိပြန်ဝင်လာပြီးပြောပါတယ်ဒါပေမဲ့ကျွန်တော်ကတော့ချက်ချင်းပဲသူ့ကိုတားလိုက်ပြီးပိုက်အသေးလေးတစ်ခုနဲ့ကျွေပန်းကံပြားဖြူလေးကိုထုတ်ကာပေါက်စီကိုတေချာကင်ပြီးချပေးလိုက်ပါတယ်အရင်ဆုံးအပေါက်သေးသေးလေးဖောက်ပြီးဟင်းရည်ကိုတောက်ပါအဲ့ဒီနောက်မှတလုတ်တဲ့အကုန်စားလိုက်ပါခမည်းမှာအချိန်3မိနစ်ပဲရှိတယ်3မိနစ်ကျော်သွားရင်ဟင်းရည်ရဲ့အပူချိန်က65ဒီဂရီအောက်ကျသွားမှာမို့အရသာ60ရာခိုင်နှုန်းပျက်စီးသွားပြီးအမိုက်လိုဖြစ်သွားလိမ့်မယ်လို့မှားလိုက်ပါတယ်ရိုဟစ်ကမျက်လုံးလေးကလဲနဲ့ပိုက်ကိုပေါက်စီရဲ့အပေါ်ကနေဖြည်းဖြည်းချင်းထိုးထည့်လိုက်ပါတယ်ပိုက်ကပါလာတဲ့အလွှာလေးကိုဖောက်ဝင်သွားတာနဲ့အဲ့ဒီအပေါက်လေးတွေကနေစကလုံးနဲ့ဖော်ပြဖို့မလွယ်ကူတဲ့မွှေးကြိုင်လာတဲ့အနံ့တွေထွက်ပေါ်လာပါတော့တယ်အဲ့ဒီအနံ့ကနှာခေါင်းကနေတဆင်အုံနောက်ထဲအထိဓာတ်ရိုက်ရောက်သွားတာကြောင့်ဘေးနားမှာလှောင်ပြောင်နေတဲ့သူတွေပါစွန့်သွားကြပါတယ်ဒါပါအနံ့လဲကျွန်တော်လည်းစားချင်တယ်ဆိုပြီးလူအုပ်ကြီးထဲမှာရုံရင်ဆန့်ခက်ဖြစ်သွားပြီးအားလုံးရဲ့အကြည့်တွေကရိုဟစ်လက်ထဲကပေါက်စီရောက်သွားကြပါတယ်ရိုဟစ်ကတော့လိုက်ရွေ့နေတာကိုပါမေ့သွားပြီးပိုက်နဲ့ဟင်းရည်ကိုအားရပါရဆုပ်တောက်လိုက်ပါတယ်ရွှေဝါရောင်အုံအုံတောက်ပူပြင်းတဲ့ဟင်းရည်ကပါဇက်ထဲရောက်သွားတာနဲ့ပင်လယ်ပြင်ကြီးထဲမှာကနန်းကြီးတစ်ကောင်ကသူ့ရဲ့လက်မတွေကိုဝေယမ်းနေတယ်လို့မျိုးစီးနှင်းတွေဆူဆွတ်နေတဲ့တောင်ပေါ်ကမှုလက်လက်ဆက်ဆက်လေးတွေရဲ့အရသာမျိုးနဲ့နှစ်ပေါင်း30တက်တန်းရှိတဲ့အရက်ဟောင်းရဲ့အနက်မျိုးကိုတပြိုင်တည်းခံစားလိုက်ရပါတယ်ရိုဟစ်ဟာသူ့ခန္ဓာကိုယ်ရဲ့ချွေးပေါက်တိုင်းပွင့်သွားတယ်လို့မျိုးတသက်မှမခံစားဘူးတဲ့ပျော်ရွှင်မှုကိုခံစားလိုက်ရတာကြောင့်ဒူးထောက်ပြီးအောင်ရှိခိုးခြင်းစိတ်ပေါက်သွားပါတယ်လိုက်ထဲကလူတွေကတော့သူ့မျက်နှာကိုကြည့်ပြီးအစိတ်မိသွားတာလားဆိုပြီးဝေဖန်နေကြပေမဲ့ရိုဟစ်ကဘာကိုမှဂယုမဆိုင်ပဲပိုက်ကိုလွှင့်ပစ်ကကျန်တဲ့ပေါက်စီတစ်ခုလုံးကိုပါဆက်ထဲအကုန်လုံးစားလိုက်ပါတယ်ပါဆက်ထဲရောက်တာနဲ့ဂျုံသားလွှာလေးကရှာပုံမှတင်အကြီးပြောသွားပြီးကနန်းဦးစီရဲ့အရသာမှုရဲ့ဝါလို့ကောင်းတဲ့အထီးတွေနဲ့အရက်ဟောင်းရဲ့အနံ့တွေကပါဆက်ထဲမှာပောက်ကွဲထွက်သွားပါတော့တယ်ရိုဟစ်လည်းမျက်လုံးမိတ်ပြီးမျက်ရည်တွေပါကျလာပါတယ်စားလို့ပြီးရင်ပကံကိုအောက်ချလိုက်ပါကျွန်တော်တွန်းလဲပေါ်တွေမကြပါစေနဲ့လို့ကျွန်တော်ကပြုံးပြီးပြောလိုက်ပါတယ်ရိုဟစ်ကချက်ချင်းမျက်လုံးဖွင့်ပြီးကျွန်တော်ကိုစိုက်ကြည့်ကဆိုင်ရှင်နောက်ထပ်ရှိသေးလားပတ်စံဘလောက်ပဲကုန်ကျွန်တော်ဝယ်မယ်လို့ပြောပါတယ်ကျွန်တော်ကတော့ခေါင်းခါပြလိုက်ပြီးလူတစ်ယောက်ကိုတစ်လုံးပဲရမယ်ဒီနေ့အတွက်ကုန်ပြီလို့ပြောလိုက်ပါတယ်သူက10သိန်းထပ်ပေးပါမယ်စီကန်းဆိုတာလူတွေလောက်တာပါနောက်တစ်လုံးလောက်လုပ်ပေးပါဦးလို့အတင်းတောင်းဆိုပေမဲ့ကျွန်တော်ကတော့လှဲကိုတင်ပြီးအိမ်ပြန်လာခဲ့ပါတယ်အဲ့ဒီညမှာပဲရိုဟစ်ရဲ့ဗီဒီယိုဟာအင်တာနက်ပေါ်မှာဟိုးလေးတကြောနာမည်ကြီးသွားခဲ့ပါတယ်ဂုဏ်ယူပါတယ်ခမရပထမဆုံးစမ်းသပ်မှုကိုအောင်မြင်သွားပါပြီဆုလက်အနေနဲ့ခန္ဓာကိုယ်ရဲ့အင်အားကိုနှစ်ဆတိုးမြင့်ပေးလိုက်ပါတယ်ဆိုတဲ့စနစ်ရဲ့အတန်ကိုကြားလိုက်ရပြီးကျွန်တော်လက်ထဲမှာအင်အားတွေပြည့်ဝလာတာကိုခံစားလိုက်ရပါတယ်နောက်တနေ့ညစီးကိုရောက်တဲ့အခါကျွန်တော်ဆိုင်ရှိမှာလူပေါင်းတောင်းချီစုဝေးနေကြပြီး30သိန်းတန်ပေါက်စီကအစစ်လားအတူလားဆိုတာလာကြည့်ကြတာပါဒါပေမဲ့လူအုပ်ကြီးကကျွန်တော်ကိုမြင်တာနဲ့လူလိန်တပြားတိုက်ပါလားဆိုပြီးဆဲဆိုကြပါတယ်အဲ့ဒီအချိန်မှာပဲရိုဟစ်ကလူအုပ်ကြီးကိုဖျက်ပြီးရှေ့ထွက်လာကမစားဘူးပဲရှောက်မပြောကြနဲ့ဒီပေါက်စီကပေးရတဲ့တန်ဖိုးနဲ့တကယ်ထိုက်တန်တယ်လို့ပြောလိုက်ပါတယ်ကျွန်တော်ကတော့ဘသူကမှဂယုမဆိုင်ပဲဆိုင်းဘုတ်အစ်စ်ကိုထုတ်လိုက်ပါတယ်ပေါက်စီတစ်လုံးကို30သိန်းဒီနေ့အတွက်3လုံးပဲရှိမယ်လူတစ်ယောက်ကိုတစ်လုံးပဲရမှာဖြစ်ပြီးဒီနေရာမှာတင်ချက်ချင်းစားရမယ်လို့ရေးထားတာပါ
ရိုဟစ်ကသုံးလုံးကိုသူပဲအကုန်ဝင်မယ်လို့ပြောပေမဲ့ခမည်းမနေ့ကစားပြီးအရသာကိုလောကကြီးမစားရဘူးခန္ဓာကိုယ်နဲ့ရှာက24နာရီအနားယူဖို့လိုအပ်တဲ့အတွက်ဒီနေ့ခမည်းကိုမရောက်ဘူးလို့ကျွန်တော်ညင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအထက်တန်းကြဝစ်စင်ထားတဲ့တထေသားဝီဂရန်ဆိုတဲ့ကောင်လေးကမိန်းကလေးတစ်ယောက်နဲ့အတူရောက်လာပြီးဒီပေါက်စီသုံးလုံးကိုသူ့ဝဲမယ်ဒါပေမဲ့စားဖို့မဟုတ်ပဲသူ့ခွေးကိုကျွေးဖို့ဝယ်တာ30သိန်းတန်ပေါက်စီကိုခွေးတောင်မစားဘူးဆိုတာပြချင်လို့ပါဆိုပြီးကားထဲကခွေးကြီးတစ်ကောင်ကိုခေါ်ထုတ်လိုက်ပါတယ်ခမည်းပတ်စံတွေယူပြီးချက်ချင်းထွက်သွားပါလို့ကျွန်တော်ကအေးဆက်ဆက်မျက်လုံးတွေနဲ့ကြည့်ပြီးပြောလိုက်ပါတယ်သူကဒေါသတကြီးနဲ့ကျွန်တော်တွန်းလဲကိုဖျက်ဆီးပစ်မယ်လို့ချင်းချောက်လာတဲ့အချိန်မှာပဲဘေးထွက်တာဝန်နေနဲ့ကိုယ့်ရဲ့အရသာနဲ့ရန်သူကိုဒူးထောက်စေရမယ်ဆုလက်ကတော့ပျောက်ကွယ်လူနီးပါးဖြစ်နေတဲ့စက်သားတူဖူးချက်နီးဖြစ်တယ်ဆိုတဲ့စနစ်ရဲ့တတိပေးချက်တက်လာပါတယ်ကျွန်တော်တက်ပြင်းတစ်ချက်ချပြီးပေါင်းအိုးဖုံးကိုဖွင့်လိုက်ပါတယ်ဒီတစ်ချိန်မှာတော့ကျွန်တော်အနံ့ကိုထိမ့်မထားတော့ပါဘူးစနစ်စီကရထားတဲ့ဆွမ်းအားကြောင့်ပေါက်စီရဲ့အမွှေးနှံကမနေ့ကထက်3ဆပိုပြင်းထန်ပြီးမီတာတရာပတ်လည်ထိလေမုန်တိုင်းလိုပြန့်နှံ့သွားပါတော့တယ်ဟောင်နေတဲ့ခွေးကြီးလည်းချက်ချင်းပဲအမီးကုတ်ပြီးမြေပြင်ပေါ်ဝစ်စင်းသွားကတတွေးတွေစီးကျလာပါတယ်ဝီဂရန်နဲ့အတူပါလာတဲ့မိန်းကလေးလည်းခြေထောက်တွေတုံရင်ပြီးမြေပြင်ပေါ်ထိုင်ကျသွားခဲ့ရတယ်လို့ဝီဂရန်နဲ့ကိုယ်တိုင်လည်းအသိဉာဏ်တွေပျောက်ဆုံးပြီးမစားရရင်တေတော့မယ်ဆိုတဲ့အထိဖြစ်သွားပါတယ်စားချင်ရင်3သိန်းကအနံ့ခံခါစားချင်ရင်ကျွန်တော်ကိုအဖေလို့ခေါ်လို့ကျွန်တော်ကပြောလိုက်တဲ့အခါသူဟာတိတ်ခါကိုမထိန်နိုင်တော့ပဲဒူးထောက်ချလိုက်ပြီးအဖေကျွန်တော်ကိုတလုံးလောက်ပေးပါလို့တောင်းပန်ပါတော့တယ်ကျွန်တော်လည်းပေါက်စီကိုတွန်းပေးလိုက်ပြီးစားပါဒါပေမဲ့3မိနစ်ပဲအချိန်ရမယ်လို့ပြောလိုက်ပါတယ်သူကပေါက်စီကိုအားရပါရကိုက်စားလိုက်တဲ့အခါရွှေဝါရောင်ဟင်းရည်တွေပါဆက်ထဲပောက်ကွဲထွက်သွားပြီးသူ့ရဲ့ဝိညာဉ်ပါလွင့်ထွက်သွားသလိုခံစားလိုက်ရပါတယ်ဝီဂရန်ကပကံပြားပေါ်ကဟင်းရည်တစ်စက်မကြံရှာနဲ့ကုံအောင်လျက်ပစ်လိုက်ပြီးကျွန်တော်ခြေထောက်ကိုဖက်ကဖိုးကြီးကျွန်တော်နောက်ထပ်လိုချင်သေးတယ်ကျွန်တော်ကုတွေတတန်းပေးပါမယ်လို့ကြောင်ကတန်းတွေပြောပါတော့တယ်အဲ့ဒီအချိန်မှာပဲအစားအသောက်စီမံခန့်ခွဲရေးဌာနကစစ်ဆေးမှုအကြီးဆိုသူကအရာရှိတွေနဲ့အတူရောက်လာပြီးဒီအစားအစာထဲမှာမူရစ်ဆေးဝါးပါဝင်နေတယ်လို့တန်တရားရှိတဲ့အတွက်စစ်ဆေးဖို့နမူနာယူရမယ်လို့ပြောပါတယ်ကျွန်တော်ကတော့အေးဆေးပဲစစ်ဆေးခွင့်ပြုလိုက်ပါတယ်အရာရှိတယောက်ကလက်အိတ်ဆွပြီးစက်ပစ္စည်းတွေနဲ့ပေါက်စီကိုဓာတ်နဲ့လှီးဖို့လုပ်တဲ့အခါခမားရဲ့ဓာတ်ကအရန်တုံးတယ်ဓာတ်နဲ့လှီးရင်ဂျုံသားလွာပျက်စီးပြီးဟင်းရည်တွေပြက်ကုန်လိမ့်မယ်လို့တားလိုက်ပြီးကျွန်တော်ရဲ့ခြုံထက်တဲ့ဓာတ်နဲ့တစ်ချက်ထဲပိုင်းဖြတ်ပေးလိုက်ပါတယ်ချက်ချင်းပဲရွှေဝါရောင်ဟင်းရည်တွေစီးကျလာပြီးအနံ့ကမနေ့ကထက်30ဆပိုမွေးလာတာကြောင့်အရာရှိတွေအားလုံးမြင့်တက်သွားကြပါတယ်စမ်းသက်ချက်အဖြေထွက်လာတဲ့အခါမှာတော့အစိတ်တောက်ဓာတုပစ္စည်းဆိုးစေးနဲ့တာရှည်ခံစေးလုံးဝမပါဝင်ကြောင်းအဖြေထွက်လာပါတယ်ဒါတင်မကပဲအထက်မှာတန့်စင်မှု69%ရှိတဲ့ကဏ္ဍဦးတွေနှစ်ပေါင်း30တန်းရှိတဲ့အရက်ဟောင်းတွေနဲ့အလွန်တန်မိုးကြီးတဲ့မှုတွေကိုပဲတုံးထားတာကြောင့်ဒါဟာ30သိန်းနဲ့ရောင်းတာတောင်အရှုံးပေါ်နေတဲ့အစားအစာဖြစ်မှန်းစစ်ဆေးမှုတည်သွားပါတယ်ဂျုံသားကိုလည်းအကောင်းဆုံးဂျုံစေးရဲ့9%ကိုပဲယူပြီး3နာရီကြာအောင်နေထားတာဖြစ်ပြီးအထူးကလည်း3.5 မီလီမီတာပဲရှိတာပါစစ်ဆေးမှုကဒါဟာတကယ်အစစ်အမှန်အစားအစာဖြစ်ကြောင်းကြေညာပေးလိုက်တဲ့အခါလူအုပ်ကြီးတစ်ခုလုံးပောက်ကွဲမတက်အော်ဟစ်ကြပြီးဝယ်ဖို့လုပ်ကြပေမဲ့ကျွန်တော်ကတော့ဒီနေ့အတွက်ကုန်ပြီမနက်ဖြန်ကြရင်ကြက်သားပါဝင်ပေမဲ့ကြက်သားကိုမြင်ရမှာမဟုတ်တဲ့ဟင်းရအစ်စ်ကို888နဲ့ရောင်းမယ်လို့ပြောပြီးမမောင်မဲတဲ့ကိုတွန်းလဲလေးတွင်းရင်ပျောက်ကွယ်သွားခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ကျွန်တော်စနစ်စီကနေအကောင်းဆုံးကြက်သားတူဖူးဟင်းလျာအတွက်ကုန်ကျန်းတွေကိုဝယ်ယူပြီးချက်ပြုတ်လိုက်ပါတယ်။ညဈေးကိုရောက်တဲ့အခါလာရောက်အားပေးတဲ့လူတွေဟာတန်းစီနေကြပြီးကျွန်တော်ကလည်းကြက်သားတူဖူးတစ်ပကံကို88.8နဲ့10ပကံပဲရောင်းမယ်။ဒါဟာတူဖူးမဟုတ်ဘူးလို့စိုင်းပုတ်ချလိုက်ပါတယ်။အားလုံးကတူဖူးပုံစံဖြစ်ပြီးဘာလို့တူဖူးမဟုတ်ရတာလဲလို့တွေးနေကြတဲ့အချိန်မှာပဲမြို့ရဲ့အစားအသောက်အသင်းဥက္ကဋ္ဌအဖိုးအိုမစ်ရှီယာကရှေ့ထွက်လာပြီးပထမဆုံးတစ်ပကံကိုသူယူပါတယ်သူကဟင်းရည်ကိုတေချာကြည့်ပြီးဒါဟာ3ကြိမ်တိုင်စစ်ထုတ်ထားတဲ့နန်းတွင်းချက်ပြုတ်မီဖြစ်ပြီးလွန်ခဲ့တဲ့နှစ်50ကတည်းကပျောက်ကွယ်သွားခဲ့တာလို့ပြောပါတယ်သူကဇုံးနဲ့တစုံခတ်စားလိုက်တဲ့အခါတူဖူးလိုဖြစ်နေတဲ့အပိုင်းစာလေးကပါဇက်ထဲမှာတဲ့အကြီးပြောသွားပြီးအကောင်းဆုံးကြက်သားဟင်းရည်ဖြစ်လဲချောင်းလဲစီးဆင်းသွားပါတယ်အတွင်ပြင်ကတူဖူးဖြစ်ပေမဲ့အရသာကအကောင်းဆုံးကြက်သားရတာဖြစ်နေပြီးကြက်သားကိုတော့လုံးဝမြင်ရမှာမဟုတ်ပါဘူးဥက္ကဋ္ဌကြီးကမျက်ရည်ကျပြီးကျွန်တော်ကိုအယိုအသေးပေးကဒါဟာတကယ်အမွေနှစ်ဖြစ်ကြောင်းချီးကျူးလိုက်တာကြောင့်30စက္ကန့်အတွင်းမှာပဲကြက်သားတူဖူးတွေအကုန်ရောင်းကုန်သွားပါတယ်အဲ့ဒီအချိန်မှာပဲအနီးနားကကားတစ်စီးထဲမှာရှိနေတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဘီဂရန်ကကျွန်တော်ရဲ့ဟင်းချက်နေဖော်မြူလာကိုလိုချင်တဲ့အတွက်ကျွန်တော်စီရောက်လာပြီးကျွန်တော်ကို9ခုတွေနဲ့ဝယ်ယူဖို့ကမ်းလှမ်းပါတယ်ဒါတင်မကပဲကုမ္ပဏီရဲ့အတိုင်ပင်ခံအဖြစ်တစ်နှစ်ကိုလစာတစ်ခုတွေပေးမယ်လို့ပြောပါတယ်ဒါပေမဲ့သူကကနန်းဦးအတူတွေမလက်ဆက်တဲ့ကြက်သားတွေနဲ့ဓာတုပစ္စည်းတွေတုံးပြီးအမျက်ဆုံးအတွက်လုံမှာဖြစ်ကြောင်းပြောတဲ့အတွက်ကျွန်တော်ကတော့9ခုတွေမကလို့9ရာခုတွေပေးရင်တော့မရောဘူးလို့ညှင်းပယ်ပြီးထွက်လာခဲ့ပါတယ်ဘီဂရန်ကတော့မနှက်ဖြန်ကြရင်မင်းကိုဘသူကဟင်းသီးဟင်းရွက်ရောင်းမလဲကြည့်ကြသေးတာပေါ့လို့ချင်းချောက်ကြံခဲ့ပါတယ်နောက်တနေ့မှာတော့ဈေးထဲကဘယ်ဆိုင်ကမှကျွန်တော်ကိုကုန်ကျန်းတွေမရောင်းကြတော့ပါဘူးအဲ့ဒီအချိန်မှာပဲဈေးအစုံကအဖွားအိုတယောက်စီကနေလူတွေမြင်မှာအမိုက်လိုဖြစ်နေတဲ့ဟောင်းနှွမ်းနေတဲ့ဆန်ဟောင်းတွေနဲ့ညှိုးနှွမ်းနေတဲ့ဟင်းသီးဟင်းရွက်တွေကိုကျွန်တော်အကုန်ဝယ်လိုက်ပါတယ်ညဈေးရောက်တဲ့အခါဘီဂရန်ကကျွန်တော်ဆိုင်ရှိတဲ့မှာစိန်ခံစင်မြင့်ကြီးတစ်ခုဆောက်ပြီးနာမည်ကြီးစဖိုမှုတွေနဲ့အတူဩစတြေးလျကနန်းကြီးတွေဂျပန်ဝက်ယူအမဲသားတွေနဲ့ပြင်သစ်မိုးတွေကိုအလကားအကန့်အသတ်မရှိဝေငှပြီးစိန်ခေါ်ပါတယ်
လူတွေအကုန်လုံးအဲ့ဒီဘက်ကိုပြေးသွားကြပြီးဘီဂရန်ကလည်းကျွန်တော်ကိုပုတ်ဆက်နေတဲ့ဆန်ဟောင်းတွေနဲ့ချက်နေတယ်လို့လောင်ပြောင်ပါတယ်ကျွန်တော်ကတော့ဘာကိုမှဂရုမစိုက်ပဲမီးပြင်းပြင်းနဲ့ဆန်စည်းတွေကိုကြက်ဥအနှစ်တွေနဲ့လိပ်ပြီးရွှေရောင်ဆန်ကြောနီးစနစ်အတိုင်းစကြော်လိုက်ပါတယ်အပူရှင်ကြောင့်ကြက်ဥရဲ့မွေးရည်နှမ်းနဲ့ဆန်ဟောင်းတွေကအနံ့တွေထွက်ပေါ်လာပြီးတစ်စည်းလုံးကိုပြန့်နှံ့သွားတဲ့အခါကနန်းကြီးတွေစားနေတဲ့သူတွေပါတတွေးတွေကျလာပြီးကျွန်တော်ဆိုင်ဘက်ကိုပြန်လှည့်လာကြပါတယ်ကျွန်တော်ကအပေါ်ကနေဟင်းသီးဟင်းရွက်တွေကို3စက္ကန့်ပဲထည့်ပြီးပကံ30ပကံတဲကိုရွှေရောင်ဆန်ကြောတွေခတ်ထည့်လိုက်ပြီးရွှေရောင်ဆန်ကြောတစ်ပကံကို188နဲ့30ပကံပဲရောင်းမယ်လို့စိုင်းပုတ်ချလိုက်ပါတယ်ဝယ်စားမိတဲ့သူတိုင်းကဒါဟာတကယ်အစ်စ်အမှန်အစားအစာဖြစ်ကြောင်းနဲ့ကိုယ့်အိမ်ကအဖွားချက်ကျွေးတဲ့လက်ရမျိုးခံစားရကြောင်းပြောပြီးမျက်ရည်ကျကြပါတယ်ဘီဂရန်ရဲ့စင်းမြင့်ကြီးကတော့လုံးဝအရှုံးပေးလိုက်ရပါတော့တယ်အဲ့ဒီအချိန်မှာပဲဘီဂရန်ရဲ့ဆရာဖြစ်သူနာမည်ကြီးစဖိုမှုကြီးမဟိန်ရွာနဲ့ရောက်လာပြီးမင်းရဲ့အပြုအမူတွေကရှက်ဖို့ကောင်းတဲ့သူဟာဆန်ဟောင်းရဲ့ဝိညာဉ်ကိုနှိုးဆွနိုင်တဲ့တကယ်ပါမီရှင်ဖြစ်တယ်လို့ဘီဂရန်ကိုစူပူလိုက်ပါတယ်အဲ့ဒီနောက်စဖိုမှုကြီးကကျွန်တော်စီကိုလာပြီးနောက်3ရက်နေရင်ကလောက်နန်းတော်မှာဟင်းချက်ပြိုင်ပွဲတစ်ခုလုပ်မယ်ဒါဟာသူ့ရဲ့ဂုဏ်တိတ်ခါနဲ့ကုမ္ပဏီနာမည်ကိုရင်းပြီးပြိုင်မဲ့စိန်ခေါ်စာဖြစ်တယ်ဆိုတာကိုလာရောက်ပေးအပ်ပါတော့တယ်